ပါတော့ကိုတေရှိလူကြီးမင်းများဆရာကြီးဆရာမကြီးများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဆရာမိုးဒီပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့နဝမတန်းကျောင်းသူမအကျယ်စင်ဝေခိုင်ဖြစ်ပါတယ်ရှင်ကျွန်မကတော့ဒီနေ့ presentation ရဲ့ဒုတိယပိုင်းကိုတောင်းယူတင်ပြသွားမယ်နဝမတန်းကျောင်းသူမကျော်ရီမင်းဆန်လည်းဖြစ်ပါတယ်ရှင်ကျွန်မတို့ဒီနေ့တင်ပြသွားမယ် presentation ရဲ့ခေါင်းစဉ်ကတော့ electron balance နဲ့ electron ဖွဲ့တည်ဖို့ဆိုတဲ့အကြောင်းအရာလေးနဲ့ဖြစ်ပါတယ်ရှင်ယခုတွေ့မြင်နေရတဲ့စာမျက်နှာကတော့ကျွန်မတို့ project ကြီးရဲ့ပင်မစာမျက်နှာဖြစ်ပါတယ်ရှင်ဒီ project ရေးဆွဲရခြင်းရဲ့ရည်ရွယ်ချက်နဲ့သင်ခန်းစာရဲ့ရည်ရွယ်ချက်ကိုသိရှိစေရန်အတွက်လည်းရည်ရွယ်ချက်စာမျက်နှာကိုထပ်တင်ပေးထားပါတယ်ရှင်နောက်ထပ်စာမျက်နှာကတော့သင်ခန်းစာစာမျက်နှာဖြစ်ပါတယ်ရှင်ဒီသင်ခန်းစာမှာဆိုရင်သင်ခန်းစာခေါင်းစဉ်ခွဲ၃ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်ကလေးတစ်ချက်ဖြည့်ယူပြီးကျမတို့ရေးဆွဲထားတဲ့သင်ခန်းစာ website တွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်ရှင်သင်ခန်းစာရဲ့အကြောင်းအရာနဲ့သူရဲ့ဖွဲ့တည်ပုံလေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်အောက်ကို scroll လိုက်လို့ဆိုရင်လည်းlive calculator ဆိုတဲ့ box လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင် electron share number လေးကိုရိုက်ထည့်ပြီးတော့calculator ဆိုတဲ့ button လေးကိုထည့်လိုက်ပါကသူ share မှာရှိတဲ့electron အများဆုံးအရေးအတွက်တွေကိုဖော်ပြထားပါဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ Boxing ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်း Boxing ရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့ပုံလေးများကိုရှင်းပြထားပါဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်းအောက်ဆုံးမှာကိုBoxing ကိုတက်ချက်ရဆိုတဲ့ box လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်ပြည်ဖက်ဆုံးခေါ်မှရှိတဲ့ electron ရည်တက်လေးကိုထည့်သွင်းပြီးတော့တွဲမြင်ဆိုတဲ့ button လေးကိုထည့်လိုက်ပါကသူ့ရဲ့ electron pulsing gain ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်နောက်တဲ့သင်ခန်းစာကတော့ electron ဖွဲ့စည်းဖို့ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ရှင်ဒီကနေ့မှာဆိုရင်လည်းသူ့ရဲ့ data ဖွဲ့ဆိုချက်နဲ့ပုံများကိုသေချာစွာရှင်းပြထားပါတယ်ရှင်ကျောင်းသားကျောင်းသူများလေးလာရတွင်ပုံမလက်ကူစီရနဲ့မှတ်မိစေရန်အတွက်လည်းဂိမ်းသင်ခန်းစာများကိုထည့်သွင်းပေးထားပါတယ်ရှင်ပထမတစ်ခုကတော့matching ဆိုတဲ့ဂိမ်းလေးဖြစ်ပါတယ်ရှင်စတင်ရန် stop button လေးကိုနှိပ်ပြီးတော့ဘယ်လိုဆွဲရမလဲဆိုတဲ့ညွှန်ကြားချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်ညာဘက်ပေါ်တော့မှာဆိုရင်လည်းmusic sound effect နဲ့ download လိုက်မှု button လေးကိုထည့်သွင်းပေးထားပါတယ်ရှင်အဖေလေးကိုပေးထားပြီးတော့အဖေမောက်ရွေးမိပါက incorrect ဆိုတဲ့စာလေးပေါ်လာမှာဖြစ်ပါရဲ့ရှင်အကယ်၍အဖေမှန်ရွေးမိပါက correct ဆိုတဲ့စာလေးပေါ်လာမှာဖြစ်ပါရဲ့ရှင်ဒီ game မှာဆိုရင်လည်းgame ၈ခုထိထပ်သွင်းပေးထားပါတယ်ရှင် game ကိုပြန်လည်စတင်ရန် game button လေးကိုနှိပ်ရမှာဖြစ်ပြီးတော့ပြန်လဲဖုန်းကိုနှိပ်ပါကပင်မစာမျက်နှာကိုပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်ရှင်နောက်ထပ် game တစ်ခုကတော့ electron speed run ဆိုတဲ့ game လေးဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်းဘယ်လိုဆွဲရမလဲဆိုတဲ့ instruction လေးကိုထည့်သွင်းပေးထားပါတယ်ရှင် start ရင် play button လေးကိုနှိပ်ပြီးတော့ဒီ game ရဲ့ level 3ခုကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ဒီ game မှာဆိုရင် electron number ရဲ့electron ရဲ့ number လေးကိုထည့်သွင်းရမှာဖြစ်ပါတယ်ရှင် skateboard လေးကိုနှိပ်ပြီးတော့နောက်ထပ် gate 7ကိုကြော်ပြီးတော့ sorry ပါရှင်နောက်ထပ် gate တစ်ခုလေးကတော့astronomy toward gate ဆိုတဲ့ gate လေးဖြစ်ပါတယ်ရှင်instruction လေးကိုပေးထားပြီးတော့ start ရန် stop button လေးကိုနှိပ်ရမှာဖြစ်ပါတယ်ရှင်ဘယ်ဖက်တော့မှရှိတဲ့hydrogen ရဲ့ electron proton ဖွဲ့တည်ဖို့ electron ဖွဲ့တည်ဖို့ကိုဒီဆောက်ရမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင် proton တစ်လုံး electron တစ်လုံးထည့်ပြီးတော့ electron ရဲ့ဖွဲ့တည်ဖို့လေးကအောင်မြင်သွားမှာဖြစ်ပါတယ်ရှင်ဘယ်ဖက်တော့မှဆိုရင်လည်းကိုယ့်ရဲ့ရမှတ် score နဲ့ timer လေးကိုထည့်သွင်းပေးထားပါတယ်ရှင်အဖေမသိပါက hit ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဖြေမြောက်ကိုစဉ်းစားနိုင်ပါတယ်ရှင်ဒီ game မှာဆိုရင်လည်းဒီလိုမျိုးအတန်အလုံး20ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ် game ကတော့ sharing the game ဆိုတဲ့ဖြစ်ပါတယ်ရှင်ဒီ game မှာဆိုရင် level 3ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်
ကိုကြိုက်တဲ့ရ level လေးကိုဝင်ရောက်ပြီးတော့ဖြည့်ဆို့နေပါလိမ့်ရှင်ဒီ game ကြီးအကြောင်းအရာတော့အောက်မှာဖြည့်ထားတဲ့အဖြေတွေကိုအပေါ်ကမေကောကတော့ညံစမ်းပုံစံဖြည့်ဆို့ရမှာဖြစ်ပါတယ်ရှင်အကဲဖြည့်မောင်းရေးပြီးမှာကအနီရောက်ပေါ်သွားမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်းဒီလိုမျိုး game လေး9ခုထိထပ်သွင်းပေးထားပါတယ်ရှင် media star media level ကိုဖိတ်ပါကနောက်ထပ် level လေးကိုဆက်သွားမှာဖြစ်ပြီးတော့ back menu ဆိုဖိတ်ပါကမူရင်းပုံမူလပုံစံလေးကိုပြန်လည်ရရှိသွားမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ဗီဒီယိုသင်ခန်းစာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုသင်ခန်းစာမှာဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေစာအုပ်ပို့ပြီးတော့ relay ကူကူနဲ့လေ့လာနိုင်ဖို့အတွက်ဗီဒီယို lesson လေးတွေကိုထည့်သွင်းပေးထားပါတယ်စုစုပေါင်း lesson 10ခုအထိပါဝင်ပါတယ်ရှင်နောက်တစ်ခုကကျတော့လက်ကျင့်ခန်းများပဲဖြစ်ပါတယ်ဒီမှာဆိုရင်ခေါင်းစဉ်ခွဲ၄ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်ပထမဆုံးကကျတော့ summary ပေါ့နော်ဒီ summary မှာဆိုလို့ရှိရင်ကျမတို့ဆုံးမလေ့လာခဲ့တဲ့ဗီဒီယိုတွေကိုအသေးစိတ်ပြန်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်သူရဲ့ဘယ်တော့မှဆိုလို့ရှိရင် download နိုင်မှု button လေးကိုထည့်သွင်းပေးထားပါတယ်ရှင်နောက်တစ်ခုကကျတော့ fade in the black ပဲဖြစ်ပါတယ်ဒီ fade in the black မှာဆိုလို့ရှိရင်ကျမတို့က start button လေးကိုနှိပ်ပြီးတော့စပြီးတော့ဖြည့်ဆို့လို့ရမှာပဲဖြစ်ပါတယ်ကျမတို့ကအပြင်မှန်ကိုထည့်ပြီးတော့စစ်စင်းရဆိုတဲ့ chat box ကိုနှိပ်မယ်ဆိုလို့ရှိရင်အပြင်မှန်ဆိုလို့ရှိရင် plan canva တီးဆိုပြီးတော့အစိမ်းအောင်လေးနဲ့ပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ပုတ်ကိုသွားဖို့အတွက်ဒီနောက်တစ်ပုတ်ဆိုတဲ့ button လေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်ဒီမှာအပြင်မှကိုထည့်မယ်ဆိုလို့ရှိရင်တော့အနီအောင်လေးနဲ့ပေါ်လာမှာဖြစ်ပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့အကျိုးဆောင်ခွင့်တစ်ချိန်ထပ်ပေးမှာပဲဖြစ်ပါတယ်ဒီမှာမေကောဒီခွင့်ရေးကိုမှကိုကနောက်တစ်ခါထပ်မှားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီတစ်ပုတ်ကိုကြော်သွားမှာဖြစ်ပြီးတော့နောက်တစ်ပုတ်ကိုရောက်သွားမှာဖြစ်ပါတယ်ရှင်နောက်ဆုံးမှာဆိုလို့ရှိရင်တော့scoreboard ကိုကြားလာမှာဖြစ်ပြီးတော့ဒီ scoreboard မှာဆိုလို့ရှိရင်ကျမတို့ဖြည့်ဆို့ခဲ့စုစုပေါင်းရမှတ်တွေရဲ့နောက်ပြီးတော့ဒီ maker တွေရဲ့ explanation တွေကိုဒီဒေသစလေ့လာလို့ရမှာပဲဖြစ်ပါတယ်ပြင်မစာမျက်နှာကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့ဒီ exercise ရဲ့အရှိဆုံးစာမျက်နှာကိုပြန်ရောက်သွားမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ multiple choice ပဲဖြစ်ပါတယ်ဒီ multiple choice မှာဆိုလို့ရှိရင်တော့ကျမတို့က maker စုစုပေါင်း16ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီမှာကအဖြေမှန်ကိုထည့်ပြီးတော့အဖြေတွေကိုယူရမယ်ပြီးတော့အဖြေစစ်ဆေးပြီဆိုတဲ့ button လေးကိုနှိပ်ပြီးတော့နောက်ဆုံးက scoreboard တစ်ခုကြားလာမှာပဲဖြစ်ပါတယ်ဒီ scoreboard အောက်ကဒီအဖြေများကိုကြည့်ပြီဆိုတဲ့ button ကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ဒီ maker ရဲ့အဖြေမှန်တွေကိုပြန်ပြီးတော့လေ့လာလို့ရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ science laboratory ပဲဖြစ်ပါတယ်ဒီ science laboratory မှာဆိုလို့ရှိရင်တော့စုစုပေါင်းအခန်း၅ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကကျတော့ atom mixing ပဲဖြစ်ပါတယ်ရှင်ဒီ atom mixing ဆိုတဲ့အခန်းထဲမှာဆိုလို့ရှိရင်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ elements တွေကိုတွေ့ရမှာဖြစ်ပြီးတော့ညာဘက်မှာဆိုလို့ရှိရင်တော့သူရဲ့ chemical reaction တစ်ခုကိုပေးထားတာပဲဖြစ်ပါတယ်ဒီ reaction တိုင်းကျမတို့က experiment လုပ်ရမှာပဲဖြစ်ပါတယ်ရှင် next experiment ကိုနှိပ်ပြီးတော့လည်းနောက်ထပ်experiment တွေကိုထပ်ပြီးတော့လုပ်ရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ဒီဘယ်ဘက်မှာဆိုလို့ရှိရင်ကျမတို့က level လေးတွေနဲ့ခွဲခြားသတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်အခုဆိုရင်သူက hydrochloric acid ကို experiment လုပ်ခိုင်းတာဆိုတော့ကျမတို့က HCl ကိုနှိပ်ပြီးတော့ experiment လုပ်ပါမယ်ဒီလိုဆိုရင်တော့ကျမတို့ကဒီသူ့ရဲ့ acid ဆိုတဲ့ button ပုံလေးတွေနဲ့ပုံလေးတွေကပေါ်ပြထားတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်း hey button လေးကိုထည့်သွင်းပေးထားပါတယ်ရှင်နောက်တစ်ခုကကျတော့ဒီ mystery book ပဲဖြစ်ပါတယ်ဒီ mystery book ရဲ့အရှိဆုံးစာမျက်နှာမှာဆိုလို့ရှိရင်တော့ဒီသင်ခန်းဒီ lab ခန်းရဲ့အကြောင်းအရာလေးကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ် begin experiment ကိုနှိပ်ပြီးတော့ကျမတို့က flame test ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီရဲ့ flame color ကိုကြည့်ပြီးတော့ကျမတို့ကဒီ elements ကိုခံမှန်းရမှာပဲဖြစ်ပါတယ်ဒီ flame color ကမကြည့်တတ်ဘူးဆိုလို့ရှိရင်လည်း electron scan ကိုနှိပ်ပြီးတော့ကျမတို့ကဒီဘက်မှာ elements name ကိုကြည့်ရမှာပဲဖြစ်ပါတယ်elements name ရဲ့ TS symbol ကိုထည့်ပြီးတော့ conference ကိုနှိပ်လိုက်မှဆိုလို့ရှိရင်တော့အစိမ်းအောင်လေးနဲ့ပေါ်လာမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်သူရဲ့ difficulty level 3ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ shell simulator ပဲဖြစ်ပါတယ်ဒီ shell simulator မှာဆိုလို့ရှိရင်ကျမတို့က electron တွေကိုကိုယ်စိတ်ကြိုက်တိဆောက်ရမှာပဲဖြစ်ပါတယ်ရှင် reset button လေးကိုနှိပ်ပြီးတော့လည်းအစားနေပြီးတော့ပြန်ပြီးတော့တိဆောက်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ periodic table ပဲဖြစ်ပါတယ်ရှင်ဒီ periodic table မှာဆိုလို့ရှိရင်ကျမတို့က table တစ်ခုလုံးကိုထည့်သွင်းပေးထားပြီးတော့ကျမတို့ကဒီ table ထဲမှာရှိတဲ့hydrogen ရဲ့သူရဲ့ hydrogen ရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် hydrogen ပေါ်မှာတစ်ချက်တက်လိုက်ရုံနဲ့သူရဲ့အောက်မှာသူရဲ့ standard state နောက်ပြီးတော့ row period တွေကိုပါလေ့လာနိုင်မှာပဲဖြစ်ပါတယ်သူရဲ့အောက်မှာဆိုလို့ရှိရင်တော့
hydrogen ရဲ့ fun fact လေးတွေမှာထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်ရှင်ပြီးတော့ read more on Wikipedia ကိုနှိပ်ပြီးတော့လည်းကျမတို့ကဒီ hydrogen ရဲ့အကြောင်းအရာကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်ရှင်အခုလောလောဆယ်ကတော့ကျမတို့ရဲ့ internet connection problem လေးတွေကြောင့်မလို့ဒါလေးကိုခဏအကြောင်းခွင့်ပြုပါရှင်နောက်တစ်ခုကတော့ 3D viewer ပဲဖြစ်ပါတယ်ဒီ 2D 3D viewer မှာဆိုလို့ရှိရင်ကျမတို့က electronic structure ကို 2D 3D version တွေနဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်သူရဲ့ဒီဘက်မှာဆိုလို့ရှိရင် system control တွေကကြည့်နိုင်မှာဖြစ်ပါတယ်ဒီ system control မှာဆိုလို့ရှိရင်ကျမတို့ကဒီ 2D 3D viewer တွေရဲ့သူစိတ်ဆိုင်ထိန်းချုပ်လို့ရပြီးတော့ဒီမှာ electronic nuclear တွေရဲ့ color တွေပါချိန်နိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့မူကျန်းပုံစံပဲဖြစ်ပါတယ်ရှင်မူကျန်းပုံစံမှာဆိုလို့ရှိရင်ကျမတို့ project ရဲ့မူကျန်းပုံစံအချင်းချုပ်ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ကိုကာဆင်းပေါ့နော်ဒီကိုကာချက်မှာဆိုလို့ရှိရင် YouTube channel တစ်ခုကိုတောင်းတောင်းသူတွေကိုယ်တိုင်ဝင်ရောက်လေ့လာနိုင်ဖို့အတွက်ကျမတို့က link ဖြည့်ချိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်း grade 9 type and textbook ဖတ်စာအုပ်ကိုလည်းကျမတို့ကထည့်သွင်းပေးထားပါတယ်ရှင် PDF file ကိုကိုယ်တိုင်ဝင်ရောက် download ဆွဲနိုင်ပါတယ်ရှင်နောက်တစ်ခုကကျတော့ကိုကြီးချင်းပဲဖြစ်ပါတယ်ဒီကိုကြီးချင်းမှာဆိုလို့ရှိရင်ကျမတို့ member 2ယောက်ရဲ့ကိုကြီးအချက်လက်အချင်းချုပ်ကိုတွေ့ရှိနိုင်မှာပဲဖြစ်ပါတယ်ပြင်ဆင်မှုမှတ်တမ်းမှာဆိုလို့ရှိရင်တော့ကျမတို့ဒီ project ကိုပြီးဖို့အတွက်အချိန်ပဲလောက်ယူခဲ့ရတယ်ဆိုတာကိုကျမတို့အသေးစိတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီကျွန်တော်အခုဆိုရင်ကျမတို့ရဲ့ project ကိုအချိန်ပေးကြည့်ရှုနားထောင်ပေးတဲ့လူချင်းများအားလုံးနဲ့အကြောင်းသားကျောင်းသူတွေအကုန်လုံးကိုထူးထွေကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့ကျမတို့ရဲ့ presentation လေးကိုဒီနေ့ရအောင်လုပ်ပါပါရှင်အားလုံးကျေးဇူးတင်ပါရှင်